အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ MSD YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ကျွန်တော်တကယ်ချင်းတွေကိုပြပြပေးခြင်းတဲ့အကြောင်းလေးကကျွန်တော်တို့ရဲ့ဒီ Telegram group တွေမှာကျွန်တော်တို့တယောက်ယောက်ဝင်လာပြီဆိုရင်ကျွန်တော် auto စာကျွန်တော်နှုတ်ဆက်ပေးတဲ့ bot လေးတစ်ခုကိုဘယ်လိုလုပ်ရမလဲဆိုတာလေးကိုကျွန်တော်ပြပြပေးတော့မယ်ဆိုတော့တကယ်ချင်းတွေလည်းတွေ့ဘူးမှာပါကျွန်တော်တို့ group တွေမှာဒီဝင်လာတာဖြစ်ဖြစ်ထွက်သွားတာဖြစ်ဖြစ်ကျွန်တော် auto ဒီစာရပြန်ပေးတဲ့ကျွန်တော်ဒီ bot လေးတစ်ခုကိုကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုဒီကျွန်တော်ပြပြပေးတော့မယ်ကဲဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့မှာဒီ group တစ်ခုရှိရမယ်ဒီမှာကျွန်တော်တော့ဒီ group လေးတစ်ခုထောင်ထားတယ်ဒီမှာဒီ group လေးထောင်ထားတယ်ဆိုတော့ကျွန်တော်တို့မှာ group ရှိပြီဆိုရင်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီ Telegram search bar မှာ rose rose bot ဆိုပြီးတော့ရိုက်ချလိုက်မယ်ရိုက်ချလိုက်ဒီမှာကျွန်တော်တို့အပေါ်ဆုံးမှာတွေ့လိုက်မယ်ဒါဆိုရင်ဒီပုံစံလေးနဲ့ဒီအပေါ်ဆုံးဟာလေးကိုဝင်လိုက်မယ် okay ဝင်ပြီဆိုရင်ဒီမှာကျွန်တော်တို့ stack ကိုနှိပ်လိုက်မယ်Okay ကျွန်တော်ဒီနေ့ရောက်တော့ဆိုရင်ဒီမှာကျွန်တော်တို့ဒီ add me to your chat ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုတော့ဒီမှာကျွန်တော်ဒီဘယ်ဘက်ကဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီမှာကျွန်တော်တို့ထည့်မယ် group ကိုကျွန်တော်ရွေးချယ်ရမယ်ဆိုတော့ဒီမှာကျွန်တော်ကအပေါ်ဆုံးက group ကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးရင်ဒီမှာအမှန်ချက်နှိပ်လိုက်မယ် Okay ပြီးရင်ဒီမှာကျွန်တော် add as admin ဆိုပြီးတော့ဒါလေးကိုနှိပ်လိုက်မယ်Okay ဒါဆိုရင်ဒီကျွန်တော်တို့ရဲ့ rose bot လေးကတော့ဒီ group ထဲကိုရောက်လာပြီ group ထဲကိုရောက်လာပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ဒီကျွန်တော်တို့တယောက်ယောက်ဝင်လာပြီဆိုရင် message ပို့ဖို့အတွက်ကိုကျွန်တော်တို့ကဒီမှာဒီမြင်းဆောင်လေးခံမယ်ပြီးရင် SCT WELCOME set welcome ဆိုပြီးတော့ရိုက်လိုက်မယ်ကျွန်တော်တို့ဒီလိုမြင်းဆောင်လေးခံ set welcome ဆိုရိုက်ပြီးပြီဆိုရင်ကျွန်တော် space bar လေးချလိုက်မယ် space bar ကြီးချပြီးရင်ကျွန်တော်တို့ဒီမှာကျွန်တော်ကြိုက်ရရိုက်လို့ရပြီဥပမာဒီမှာကျွန်တော်တို့မင်္ဂလာပါဆိုပြီးတော့ကျွန်တော်တို့ဒီဝင်လာတဲ့သူရဲ့နာမည်ကိုခေါ်ပေးအောင်လည်းလုပ်လို့ရတယ်အဲ့လေးကဘယ်လိုလေးဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်ဒီတွန့်ကွင်းလေးကိုတွားရှာလိုက်မယ်ဒီတွန့်ကွင်းလေးကိုနှိပ်ရိုက်မယ်ပြီးရင် user name ဆိုတော့ကျွန်တော်တို့ Telegram user name ကိုသူကဒီခေါ်ပေးမှာဖြစ်တယ်ကဲဆိုတော့ဒီမှာကျွန်တော်ပြီးရင်တွန့်ကွင်းလေးနှိပ်ဒါဆိုရင်မင်္ဂလာပါဆိုပြီးတော့ဒီဝင်လာတဲ့သူကိုနာမည်ခေါ်ပေးမှာဖြစ်တယ်ပြီးတော့ကျွန်တော်ဒီလိုပဲပြီးရင်ဒီမှာကျွန်တော်တို့ကြိုဆိုပါတယ်ဆိုတော့ဒါမျိုးလေးနှိပ်လို့ရပြီဒါဆိုရင်ဒီလိုလေးရိုက်တယ်မယ်ရိုက်ပြီးရင်ကျွန်တော်တို့မြဒီပို့လိုက်မယ်ပေါ့ဗျာ Okay ပို့လိုက်ပြီဆိုရင်ဒီမှာဒါသူ bot လေးမှတ်ထားလိုက်ပြီကျွန်တော်တို့တရားဝင်လာပြီဆိုရင်သူကဒီလိုမျိုးလေးသူကဒီပို့မှာဖြစ်တယ် auto ပို့မှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကတယောက်ထွက်သွားပြီဆိုရင်ဘယ်လိုပို့မလဲဆိုတာလေးကိုကျွန်တော်တစ်ချက်လောက်ပေးမယ်အဲ့ဒီတော့ကျွန်တော်ဒီမြင်းဆောင်လေးခံမယ်ပြီးရင် set godby set goodbye ဆိုရဲရှာလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ကြိုက်ရအောင်ဒီမှာကျွန်တော်တို့ထည့်လို့ရတယ်နှုတ်ဆက်ပါတယ်ပြီးရင်ကျွန်တော်တို့ user name လေးကိုခေါ်ခြင်းတယ်ဆိုရင်လည်းဒီမှာ user name ပြီးတော့တွန့်ဝင်လေးကိုပြန်ပိတ်မယ်အဲဆိုရင်ကျွန်တော်တို့ဒီမှာပို့လိုက်ရင် Okay ပို့လိုက်ရင်ရပြီဒါဆိုရင်ဒီမှာကျွန်တော်တို့ bot လေးကမှတ်ထားပြီးပြီကဲဆိုတော့ကျွန်တော်တို့ကလုံးမဖြစ်ကိုကျွန်တော်တို့တွားကြည့်လိုက်မယ်ဆိုတော့ကျွန်တော်တို့ group တွေကိုကျွန်တော် member ထည့်လိုက်မယ်Okay ဒီမှာကျွန်တော်အကောင့်လေးကို member လေးထည့်လိုက်မယ် Okay အပ်လိုက်မယ် Okay အပ်လိုက်ပြီဆိုရင်ဒီမှာကျွန်တော်အကောင့်လေးကရသွားပြီဒါဆိုရင်တော့ဒီမှာကျွန်တော်တို့ဒီ rose bot လေးကဒီမှာပါမင်္ဂလာပါတဲ့ကျွန်တော်မျိုးဆက်တဲ့938တဲ့ကြိုးဆိုပါတယ်ဆိုပြီးတော့ဒီမှာဒါမျိုးလေးတူ auto ရိုက်ပေးနေတယ် Okay အဲ့တော့ကျွန်တော်တို့ group တွေကနေအဲ့အကောင့်လေးကိုကျွန်တော်တစ်ချက်ထွက်ကြည့်လိုက်မယ်ဒီမှာပါကျွန်တော်တို့ဒီမှာမင်္ဂလာပါမျိုးစစ်တဲ့938ကြိုးဆိုပါတယ်ဆိုပြီးတော့သူကဒီမှာဒီလိုမျိုးလေးပို့နေတယ်ဆိုတော့ကျွန်တော်ဒီ group တွေကနေထွက်ကြည့်လိုက်မယ် Okay ထွက်လိုက်ပြီဆိုတော့ကျွန်တော်အဲ့ group တွေကိုပြန်သွားကြည့်မယ် Okay ပြန်သွားကြည့်တော့ဒီမှာပါကျွန်တော်တို့နှုတ်ဆက်ပါတယ်မျိုးဆက်တဲ့ဆိုပြီးတော့ဒီမှာ left the group reply ပြန်ပြီးတော့ဒီလိုမျိုးလေးလာပို့နေတာဖြစ်တယ်
ကဲဆိုတော့ဒီလောက်ဆိုရင်ကျွန်တော်ငယ်ချင်းတွေအားလုံးပဲနားလည်ကြမယ်လို့ထင်တယ်ဒီဘော်လေးကတော့လုံးဝကိုအသုံးဝင်ပါတယ်ကျွန်တော်တို့ group တွေမှာလုံးဝကိုထားတင်တဲ့ဘော်လေးဖြစ်တယ်ဆိုတော့ဒီဘော်လေးအကြောင်းကိုကျွန်တော်ပြောပြလိုက်ပါတယ်ကဲဒီလောက်ဆိုရင်အားလုံးပဲအဆင်ပြေကြမယ်လို့ထင်တယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးကငယ်ချင်းတို့အကျိုးရှိရဆိုရင်ကျွန်တော် channel လေးကို like and subscribe လေးလုပ်ပေးတော့ကြပါဦးအားလုံးပဲအဆင်ပြေကြပါစေ